အင်္ဂလိပ်စာကိုစပြီးတော့လေ့လာတဲ့သူတွေအမှားတက်တဲ့အမှားလေးကိုကျွန်တော်ဒီမှာပြောပြခြင်းပါတယ်အဲ့တော့အင်္ဂလိပ်စာကိုစပြီးတော့လေ့လာတဲ့သူတွေဆိုလို့ရှိရင်အခုလိုမျိုးပေါ့နော်စကားပြောလေးတွေမှာသူတို့မှားတာကိုတွေ့ရပါတယ်အဲ့တော့ are you a teacher ဒီလိုမေးခွန်းလေးမှာဆိုလို့ရှိရင်သူတို့ကဘလို့ဖြစ်တတ်ကြလဲဆိုလို့ရှိရင် yes I do ဆိုပြီးဖြစ်တတ်ကြတယ်ဟုတ်တယ်ဆိုရင်ပေါ့နော်သူတို့ကဟုတ်တယ်လို့ပြောမယ်ဆိုလို့ရှိရင် yes I do ဆိုပြီးဖြစ်တတ်ကြတယ်မဟုတ်ဘူးဆိုလို့ရှိရင်no I don't ဆိုဖြစ်တတ်ကြတယ်ပေါ့နော်တကယ်တော့သူ့ရဲ့အဖြစ်မှန်ကတော့ကျွန်တော်တို့ yes I am မဟုတ်ဘူးဆိုရင် no I'm not ဆိုပြီးတော့ဖြေရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ပြီးတစ်ခါကျွန်တော်တို့ verb to be ရဲ့နောက်မှာပါလဲ noun adjective adverb ကျွန်တော်တို့ present participle ပေါ့နော် verb ing တွေပါလိုက်တယ်စသည်အဖြစ်အဲ့ဒီဟာတွေကိုလေကျွန်တော်တို့ကျေတဝင်းတို့လေ့လာဖို့လိုသေးတာပေါ့နော်ဒါပေမဲ့တရားလေးကိုခုနလိုမျိုးကျွန်တော်သိထားရင်လည်းအဆင်ပြေပါတယ်ဗျအဲ့တော့တစ်ခါနောက်ပြီးတော့တစ်ခါ do you go to school 5 days a week ပေါ့နော်အဲ့တော့မင်းကတစ်ပတ်ကို9ရက်ကြောင်းသွားလာဆိုပါတော့လေအဲ့လိုမျိုးမေးခွန်းနေဆိုလို့ရှိရင်သူတို့ကဘယ်လိုဖြေတတ်ကြလဲဆိုလို့ရှိရင် yes I am လို့ဖြေတတ်ကြတယ်ပေါ့နော်မသွားဘူးဆိုလို့ရှိရင်တော့ no I'm not ဆိုပြီးတော့သူတို့ဖြေတတ်ကြတယ်တကယ်တော့သူ့ရဲ့အဖြေမှန်ကကြတော့ကျွန်တော်တို့ do you go to school 5 days a week ဆိုလို့ရှိရင်သွားတယ်ဆိုပြီးတော့ဖြေခြင်းလို့ရှိရင် yes I do လို့ဖြေရမယ်မသွားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ no I don't ဆိုပြီးတော့ဖြေရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ go ဆိုတာကျွန်တော်တို့ verb ဖြစ်တယ်ပေါ့နော် verb အဲ့တော့ကျွန်တော်တို့ are you playing football now မင်းအခုဘောလုံးကန်နေတာလားအဲ့လိုမေးတဲ့အမေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုဖြေရမလဲဆိုလို့ရှိရင်မင်းအခုဘောလုံးကန်နေတာလားဆိုတော့ကျွန်တော်အဲ့ဒါသွားပြီးတော့ yes I do လို့သွားပြောလို့မရဘူးကန်နေဆိုရင်ပေါ့နော်မကန်ဘူးဆိုရင်လည်း no I don't ဆိုပြီးတော့ကျွန်တော်တို့ပြောလို့မရဘူးဘယ်လိုပြောရမလဲဆိုတော့ yes I am ကန်နေဆိုရင် yes I am မကန်ဘူးဆိုလို့ရှိရင် no I'm not ဆိုပြီးတော့ပြောရမယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ yes I am ဆိုတော့ဒီမှာ yes I am ပြောတာကြတော့ yes I'm playing football now ဆိုပြီးတော့ပြောချင်တာပေါ့နော်မကန်ဘူးဆိုလို့ရှိရင်လည်း no I'm not ဆိုတာကြတော့ no I'm not playing football now ဆိုပြီးတော့ပြောချင်တာပေါ့နော်ကျွန်တော်အင်္ဂလိပ်လိုစပြီးတော့လေ့လာတဲ့သူတွေဆိုလို့ရှိရင်အခုလိုမျိုးစကားပြောလေးတွေမှာလည်းအခုလိုမျိုးအမှားလေးတွေကိုမှားတတ်ကြတာကိုတွေ့ရပါတယ်အင်္ဂလိပ်စာကိုအခုမှလေ့လာတဲ့သူတွေဆိုလို့ရှိရင်အခုလိုမျိုးအမှားလေးတွေကိုမှားတတ်ကြတာကိုတွေ့ရပါတယ်